နော်15ရက်915ကိုချမ်းအခုမိုင်အားလုံးပဲနိုင်ငံခြားလေးကိုချမ်းဥတာကတော့နှုတ်ဆက်တာပါဗျာနော်15ရက်915နေကုန်ထိပ်စီနေကုန်ပတ်တိလေးကိုချမ်းပေးပါမယ်နော်နေကုန်ထိပ်စီရတော့နှစ်ခုံလေးထိပ်စီပါနော်မနေ့ညမနေ့ပြန်15ရက်915နေကုန်မနေ့ပြန်15ရက်915နေကုန်ထိပ်စီနှစ်ခုံလေးထိပ်စီနေကုန်ပတ်တိနှစ်ခုံပတ်တိပါဗျာနော်နှစ်ခုံလေးထိပ်စီမနေ့ကနေကုန်7နာရီမိနစ်3နာရီ4နာရီ30မိနစ်ဈေး2ချိန်ပြီးတော့တစ်ချိန်ဈေးတွေထွက်ပါကြနော်နှစ်ခုပတ်တိရလဲမနက်7နာရီ10မိနစ်ဈေးနဲ့ဒီကဒင်းရဲ့သိုးတဲ့ဈေးကိုတစ်ချိန်ဈေးတွေထွက်ပါကြနော်ကိုချမ်းမကတစ်ကောင်းလေးလည်းရွေးပေးထားပါဗျာနော်မနက်ကထိုးရမယ့်ခဏလေးရတော့ဒါကတော့ထက်စီထိုးနိုင်ကောင်ထက်စီလိုက်ပါပတ်တိပတ်နိုင်ကောင်ပတ်တိပတ်ပါပတ်တိလည်းမပတ်နိုင်ဘူးထိပ်စီလည်းမပတ်ထိပ်စီလည်းမလိုက်နိုင်ဘူးဆိုတော့ကိုမိုက်တော့ကိုချမ်းမကအော်ဂနန်8ကွက်နဲ့တစ်ကောင်း2ကွက်ရေးပေးထားပါဗျာနော်မြင်ရလို့မပြောရတော့ကိုချမ်းကိုအားပေးဆိုကိုမရတော့ရှူချန်နယ်ကိုဆက်ပါလုပ်ပြီးတော့ဆက်ပါလိုက်လက်မနှိပ်ပြီးခေါင်းနဲ့နှိပ်သွားပြီးတော့ကိုချမ်းကတောက်ဆိုပြရသေးပြန်နော်ကိုချမ်းကိုအားပေးဆိုရင်ဆက်ပါနှိပ်သွားပြီးပါလိုက်လက်မလေးနှိပ်သွားပြီးပါ follow အောင်လို့ဒီကိုမရ follow လုပ်ပါပြီးပါခေါင်းလေးကိုလည်းနှိပ်သွားပြီးပါလို့ကိုချမ်းကတောက်ဆိုပြရစီမနက်ကနေကုန်ထိပ်စီးလေးရတော့နှစ်ခွန်လေးထိပ်စီး15နေကုန်စီရနှစ်ခွန်လေးထိပ်စီးနေကုန်ပတိရနှစ်ခွန်ပတိဩမကနာ20နှစ်8နှစ်1 5 90ခွန်8ခွန်1ခွန်5နော်တကောင်းလေးကတော့90 20ဖြစ်ပါရောတကောင်းလေးကတော့90 20ဖြစ်ပါတယ်ဒီချိန်အမခန်နေတဲ့ပတိတုံးပေါက်ပြီးတောင်းကြောက်ဗျာဒီချိန်အမခန်နေတဲ့ပတိတုံးကတော့ပေါက်ပြီးတောင်းကြောက်ကြည့်ပါတယ်ဘိုင်ပါတိတက်ပါနော်ဘိုင်ပါတိတက်ပါဗျာနော်ဘိုင်ပါတိတက်ဘိုင်ပါနံပါတ်လေး396 256 86 ကိုချမ်းဆိုပြီးရိုက်ချပြီးတော့ဘိုင်ပါမှာပေါက်ပြီးလာလို့ရပါဗျာနော်ဘိုင်ပါဂရုဝင်နေတဲ့ကောင်မတွေကဖတိပါဗျာနော်ဘိုင်ပါဂရုဝင်နေတဲ့ကောင်မတွေကဖတိပါကိုချမ်း4နိုင်ဆိုရင်4နိုင်ဆိုတော့3နိုင်ခွဲဆိုကိုချမ်းကနေပြီးတော့အနိကကဏ္ဍလေးလည်းတင်ပေးပါဗျာနော်အဲ့ဒါကိုကြည့်ကျင်တယ်မြင်ကျင်တယ်တပတ်စာကတ်တွေကြည့်ကျင်တယ်နေတိုက်ပတ်တိတွေထိပ်စီးရမြင်ကျင်တဲ့ကောင်မတွေကကိုချမ်းရဲ့ဘိုင်ပါနံပါတ်396 256 86 ကိုဟိုင်းပြီးတော့ဘိုင်ပါဂရုလေးမှာဘိုင်ပါခါမဲ့လောင်လို့ရပါတယ်နော်ဘိုင်ပါဂရုကိုခါမဲ့လောင်လို့ရပါတယ်မြန်မာ15ရက်915နေကုန်လေးစီရောက်နှစ်ကုန်လေးထိပ်စီးနေကုန်ပတိရနှစ်ကုန်ပတိဩမကနာ20နှစ်8နှစ်1 5 90ခွန်8ခွန်1ခွန်5ဆိုတော့ကဏ္ဍလေးပဲဖြစ်ပါဗျာနော်အထူးတစ်ခေါက်ကောင်းလေးတော့320 90ဖြစ်ပါဗျာနော်တေးတစ်ချိန်အာမကလေးပတိတော်တော့ပေါပြီး1000ကျပ်ဖြစ်ပါဗျာနော်အောက်က6ခွက်ကိုချမ်းမကထည့်ပေးထားပါတယ်ဗျာနော်ဒါကပေါပြီး1000ကျပ်ပါတေးတစ်ချိန်အာမခံပါတယ်ဗျာနော်လိုက်သွားမဲ့နံပါတ်ကတော့396 256 86 86 ဖိုင်ပါတက်လာဝေးပါတော့ကိုချမ်းမတောက်ဆိုပြရစီရတော့မနေ့ကလည်းတော့ဒီညလေးတော့ပါပြီနော်စကကိုချမ်း YouTube channel လေးကိုစကပါမလုပ်ပါနဲ့စကပါလုပ်ပါပြီပါခေါင်းနဲ့နှိပ်သွားပြီပါလိုက်လက်မနဲ့နှိပ်သွားပြီပါတော့ကျွန်တော်တောက်ဆိုပြရစီဗျာနော်ကိုနိုင်ပါဗျာနော်